မင်္ဂလာပါရှင်6လပိုင်း29ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းနေတဲ့စီးရီးသုံးသက်ချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပခုတ်ကိုခလိုက်ရ251တရေမှာစစ်မှုထမ်းအပတ်စဉ်17စင်တက်သားသည့်လှမျိုးထုံချမ်းပြေအောင်နဲ့ငိမ့်သူအောင်တို့အလင်းဝိန်အလုတ်သွားရင်စစ်တပ်၏ဖမ်းဆီးမှုခံရကအဓမ္မစစ်သားအထိတွသွင်းခံရဖြစ်တယ်။ဇွန်လ24ရက်နေ့ပခုတ်ကူမြို့တက်မတရားသည့်လက်အောက်ခံခလာရ251တရင်မှာစစ်မှုထမ်းတပ်သားတွေ3ဦးဒီအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင်နေထိုင်လိုခြင်းမရှိတော့ကြောင်းထွက်ပြေးလာပြီး Burma Revolution Rangers တပ်ဖွဲ့ထံအလင်းဝေရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သူအလင်းဝေရောက်လာသောစစ်မှုထမ်းတပ်သားတဲ့ကိုလအမျိုးထွန်းချမ်းပြေအောင်နှင့်ငိမ့်သူအောင်တို့တောင်းမှုဦးထီရာကာတာတဲ့ပထူးတနန်းကြောင်းတွင်3လတိတိတနန်းတက်ရောက်ခဲ့ပြီးစစ်မှုထမ်းအပတ်စဉ်17မှစစ်မှုထမ်းတနန်းစင်းမြဖြစ်ကြောင်းသိရှိရသည်အလင်းဝလာသူကတနတ်တော့မပါဘူး24ရက်နေ့ကပါသူတို့တော်ဘူးစလုံးကတင်းတဲ့အပတ်စဉ်17ပါသူတို့နေတဲ့မြို့နယ်တွေကတော့မုံရွာနဲ့မန္တလေးကပါမုံရွာ2ဦးမန္တလေး3ဦးပါအလုတ်သွားရင်လက်မအဖမ်းခံရတာပါမုံရွာကညရောက်ရောမန္တလေးကတယောက်ကရောအလုတ်သွားရင်အဖမ်းခံရတာတွေပါရာဂပါတိပထူးမှာပဲ3ယောက်စလုံးတင်တန်းဆင်းရတာပါလက်နက်ခရမ်းမသားတဲ့အတွက်တော့စုငွေပေးတာမျိုးမရှိပါဘူးလက်နက်ခရမ်းပါမှသာကျွန်တော်စုငွေပေးရတာပါမုံရွာ2ဦးကတော့မိသားစုတွေစီပြန်ပို့ပေးပါပြီမန္တလေးကလူကိုတော့မိသားစုကိုဆက်သွယ်နေတော့မှဟု Burma Revolution Rangers မှတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဒီမိုကပြောဆိုသည်အကြမ်းမဲ့စစ်ကောင်စီတပ်သားများနဲ့ရဲများပြူစောထီးများအနေဖြင့်အကြမ်းမဲ့စစ်ကောင်စီလက်အောက်တွင်အသက်အသေးမခံမဲမိသားစုနှင့်အတူလွတ်လပ်စွာရှင်သန်ခွင့်ရဖို့ပါကအမြင်မှန်ရက Burma Revolution Rangers တပ်ဖွဲ့တွင်ဖြစ်စေအထားသောတော်လှန်ရေးတပ်ဖွဲ့များတွင်ဖြစ်စေလက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်ကြရန် Burma Revolution Rangers မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုဒီမိုကတိုက်တွန်းပြောဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာပြည်သူများကိုအကြမ်းဖက်စစ်တပ်၏စစ်ရာဇဝတ်ရန်ဆွဲမှကာကွယ်ပေးနိုင်ရေးတရားခံမဲအောင်လိုက်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းကရန်အမေအခက်မီထုတ်ပေးရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်သည်ယမန်နဲ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံကြီးစည်းဝေး၏ကာကွယ်မှုပေးရန်တာဝန်ရှိမှုနှင့်လူမျိုးတုံတပ်ဖြတ်မှုစစ်ရာဇဝတ်မှုလူမျိုးစုအလိုက်တုတ်တွင်ရှင်းလင်းမှုနှင့်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ပြစ်မှုများကာကွယ်တားဆီးရေး20ပြည့် Ultimate အစည်းအဝေး Responsibility to Protect R2P and the Prevention of Genocide, War Crimes, Ethnic Cleansing and Crimes Against Humanity တွင်တမတ်ကြီးကအထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်မြန်မာနိုင်ငံတွင်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ၏တရားခံမင်းအောင်လှိုင်ကိုဖမ်းဆီး၍နိုင်ငံတကာရာဇဝတ်ခုံရုံး၏ Pre-Trial Chamber 1 Day စစ်ဆေးရန်နိုင်ငံတကာရာဇဝတ်ခုံရုံးရှိနေက2024ခုနှစ်နိုဝင်ဘာလအတွင်းဝရန်လျှောက်ထားခဲ့သည့်အပေါ်ကြိုးဆိုလက်ခံပါကြောင်းချိန်ပါအနေဖြင့်နိုင်ငံတကာရာဇဝတ်ခုံရုံး၏ဖမ်းဝရန်မိန့်ကိုလည်းအချိန်မီထုတ်ပြန်တိုက်တွန်းလိုကြောင်းဒို့မှသာပြည်သူများ၏အသက်အိုးအိမ်နှင့်စစ်တပ်၏ရာဇဝတ်မှုရန်ဆွေမှကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းတာမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံတွင်စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများမြောက်သည့်အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများ၏ဒဏ်ကိုအယက်သားပြည်သူများကခါးစည်းခံနေရသည်ဟုအတွင်းမှုချုပ်၏အစီရင်ခံစာတွင်လည်းဖော်ပြထားကြောင်းစေအုပ်စုအနေဖြင့်ပြည်တွင်းတရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးထားသည့်အပြင်အကြမ်းဖက်မှုများနှင့်ဖိနှိပ်ချုပ်ချယ်မှုများကိုစနစ်တကျဆက်လက်ကျူးလွန်လေခြင်းကိုကြည်ချင်းအဖြစ်၎င်းတို့သည်လူအသက်နှင့်အပြည်ပြည်ဆိုင်ရာဥပဒေတို့အားအရေးမဆိုင်ကြောင်းကိုမျက်နှာပြောင်စွာပြသနေကြောင်းတန်မတ်ကြီးကနိုင်ငံတကာကိုအသိပေးသည်စေအုပ်စုနေပြီးပြည်သူများအပေါ်တွင်ရက်စက်ကြမ်းကြုတ်မှုများဆက်လက်ကျူးလွန်နေပြီးစစ်မှတ်ပြုခြင်းကိုလည်းနေ့စဉ်နှင့်အမျှတိုးမြင့်လှုပ်ဆောင်လျက်ရှိကြောင်းစေအုပ်စုနှင့်၎င်းတို့နှင့်ဆက်နွယ်နေသူများ၏ရရက်ဆက်ဆက်တပ်ဖြတ်ခြင်းကိုခံရသည့်ပြည်သူဦးရေ6800ကျော်ရှိသည်ဟုအတည်ပြုထားနိုင်ပြီးကိန်းကနန်းအမှန်မှာထိုးထပ်ပိုမှုမြင့်မားနိုင်ကြောင်း၎င်းကထည့်သွင်းပြောဆိုသည်ရန်ပြန်မြန်မာနိုင်ငံတွင်လူသားစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိကြောင်း3.5 တန်းကျော်မှာနေရက်စွန်ကွာနေရပြီးတန်း20ကျော်မှာလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းရဲအနက်10.4 တန်းမှာအမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြပြီး6.3 တန်းကြားကလေးသူငယ်များဖြစ်ကြကြောင်းထိုနည်းတူမတန်ဆွမ်းသူများနှင့်အခြားသောဖယ်ကျင်ခံထားရသည့်အုပ်စုများအနေဖြင့်လည်းအလားတူအခြေအနေများအောက်၌ထိခိုက်လွယ်ရရှိကြောင်း
ရိုဟင်ဂျာများအနေဖြင့်လည်းနေရက်တို့ဘေးကင်းလုံခြုံစွာတိခါရှိစွာနဲ့စန္ဒအလျောက်ပြန်လည်သွားရောက်ရေးအတွက်လည်းမရေရာမှုများနဲ့ရင်ဆိုင်နေရကြောင်းသိရှိရသည်2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးတွင်အတည်ပြုပြဋ္ဌာန်းနေသည့် R2B စီးမြင့်အရာပြည်သူလူထုကိုလူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဇဝတ်မှုမှာလူမျိုးစုအလိုက်တုတ်တင်ရှင်းလင်းမှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကျူးလွန်ခံရခြင်းမှကာကွယ်ပေးရန်နိုင်ငံများတွင်တာဝန်ရှိသည်ဟုအလေးထားဖော်ပြထားကြောင်းနိုင်ငံတနိုင်ငံအနေဖြင့်ထို့သို့ဆောင်ရွက်ရန်ပြက်ကွက်လျင်သို့မဟုတ်ပါကရင်းကိုယ်တိုင်ကအဆိုပါပြမှုများကျူးလွန်သူဖြစ်လျင်နိုင်ငံတကာအတိုင်းအုံမုံကစုမောင်းအရေးယူဆောင်ရွက်ရန်တာဝန်ရှိပါကြောင်းမြန်မာနိုင်ငံ၏အရက်အတဲသည်ကြေကွဲဖွယ်ကောင်းသည့်ဥပမာတစ်ခုပင်ဖြစ်နေကြောင်းတန်အမတ်ကြီးကဆိုသည်စစ်အုပ်စုအနေဖြင့်ပြည်တိုင်ကင်းလွတ်ခွင့်ကိုအသုံးချကာလူမဆန်သည့်လုပ်ရများကိုဆက်တိုးကျူးလွန်နေပြီးပြည်တွင်းဥပဒေများနှင့် R2B စီးမြင့်အနှစ်သာရအပါအဝင်အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုပါချိုးဖောက်လျက်ရှိကြောင်းမြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူနှင့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားတို့က၎င်းတို့လက်ဝဲတွင်စစ်အုပ်စုမှစနစ်တကျကျူးလွန်ထားသည့်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဆိုင်ရာအထောက်အထားအလုံလောက်ရှိသည်ဟုအသိပေးထားကြောင်းနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ရင်းသက်သည့်အထောက်အထားများကိုအသုံးပြု၍ရာဇဝတ်သားများကိုတရားဥပဒေအရတာဝန်ခံမှုရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းတာမတ်ကြီးကတိုက်တွန်းပြောဆိုသွားသည်နိုင်ငံတကာအတိုင်းဝန်အထူးသဖြင့်လုံခြုံရေးကောင်စီအနေဖြင့်လည်းတုံဆိုင်မနေပဲညီညွတ်သောပူပေါင်းဆောင်ရွက်မှုရှိသောချင်းကပ်မှုဖြင့်စုပေါင်းအရေးယူဆောင်ရွက်ချက်များချမှတ်ရမည်ဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေဖြင့်ကောင်စီ၏ဆုံးဖြတ်ချက်2669ကိုအခြေခံကာအရေးယူဆောင်ရွက်ချက်ကိုဗဟိုပြု၍စောင့်ကြည့်လေ့လာမှုနှင့်အစီရင်ခံမှုရန်တရားတို့ပါဝင်သောဆုံးဖြတ်ချက်အားထပ်မံချမှတ်ရန်အထူးလိုအပ်ကြောင်းစစ်တပ်ထံသို့လက်နက်ခဲယမ်းလီယန်စီနှင့်ငွေကြေးထောက်ပံ့မှုများစီစဉ်နေမှုအားထပ်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းထို့သောလှုပ်ဆောင်ရန်အထွေထွေညီလာခံနှင့်လူခွင့်ရေးကောင်စီဆုံးဖြတ်ချက်များလည်းရှိထားပြီးဖြစ်သောကြောင့်တိကျပြတ်သားစွာလှုပ်ဆောင်ရမည်ဖြစ်ကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကထပ်မံတိုက်တွန်းသည်နောက်ထပ်သတင်းကပုတ်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်တွင်စစ်ကောင်စီနှင့် PNO ပြည်သူစစ်များကပြည်သူနေအိမ်များကိုမီးရှို့ပြီးလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူခွန်ရိန်ရန်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်ယမန်နှင့်ဂျော်လတ်25ရက်နေ့ည8:00နာရီခန့်အချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိပင်စစ်ကောင်စီနှင့် PNO ပြည်သူစစ်များကစီဆိုင်မြို့နယ်တောင်ရှိကျေးရွာအုပ်စုနောင်ပိုကျေးရွာကို60မမလက်နက်ကြီးဖြင့်6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်49နှစ်အရွယ်အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိသည်နေအိမ်တစ်လုံးလည်းပျက်စီးခဲ့ကြောင်းသိရသည်စစ်ကောင်စီနှင့် PNO ပြည်သူစစ်များ၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမွေးတုံးကိုပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA တပ်ဆက်ရေးတပ်ဖွဲ့ကတွားရောက်ကဲ့သို့ကကုသမှုပေးခဲ့ကြောင်းသိရပါသည်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကလက်နက်ကြီးနဲ့6ချိန်ပစ်တာအဲ့ဒီမှာလက်နက်ကြီးမတလုံးကပြည်သူလူထုနေအိမ်ကိုထိခိုက်သွားတယ်နေအိမ်လည်းပျက်စီးသွားတယ်အိမ်ရှင်ဖြစ်သူမှလည်းဒဏ်ရာရရှိခဲ့ပါတယ်အဲ့ဒီဒဏ်ရာရရှိရဲ့ပြည်သူကိုကျွန်တော်တို့ပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ပအိုးအမျိုးသားလူမျိုးရေးတပ်မတော် PNLA ကကဲဆဲထားပြီးတော့စေကူတာပေးနေပါရဲ့ထိခွတ်ဒဏ်ရာရရှိတဲ့ပြည်သူကတက်တာလာပါပြီဟု PNLA တည်င်းနှင်ဖလန်ကြားရေးတာဝန်ရှိသူခွန်ရိန်ရန်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားပါတယ်။ဆိုလ23ရက်နေ့ကတပူထူးကျေးရွာ၌တက်ဆွဲထားသောစစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်များကပြည်သူလူထုပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးရေးကြောင်းသိရသည်။တပူတို့ရွာမှာကတော့အရင်တစ်ခေါက်ရှို့တာကနေအိမ်6လုံးပေါ့နောက်တစ်ခေါက်ရှို့တာကဘယ်နှလုံးလဲလို့ကျွန်တော်တို့အတိအကျစည်ရင်းရဖို့လှုပ်ဆောင်နေလုံးပဲရှိပါတယ်။အဲ့ဒီရွာမှာကစစ်ကောင်စီနဲ့ PNO ပြည်သူစစ်ကတက်ဆွဲထားတော့ဘယ်နှလုံးလောင်သွားတယ်ဆိုတာပြောပြဖို့နည်းနည်းအခက်အခဲရှိပါသေးတယ်ဟု PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်ရန်ကရှင်းပြသည်တောင်ရှိကျေးရွာအုပ်စုရဲ့မီးသည့်စီရေးလူရှာမှုများတိုက်ပွဲများမရှိတော့လေစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ဦးတည်၍လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနေအိမ်များကိုမိရှို့ဖျက်ဆီးကြီးများလှုပ်ဆောင်နေရရှိကြောင်း PNL တည်င်းနှင့်ပြန်ကြားရေးဌာနကအတည်ပြုထားသည်မြေပြင်မှာဖားစီရေးဖားတိုက်ပွဲတွေမှာမရှိဘဲတစ်ဖက်သက်လက်နက်ကြီးတွေနဲ့ပြည်သူကိုတိုက်ခိုက်တာကြတော့တော်တော်ကြီးကိုပြောစရာစကားမရှိတော့လောက်အောင်အောက်တန်းကြတယ်လို့ပြောရမှာပေါ့နော်ပြည်သူဆိုတာကရန်သူမဟုတ်ဘူးလေ
ပြည်သူကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာကတော်တော်ကြီးကိုလူမဆန်နဲ့လောက်ရဖြစ်ပါတယ်ဟု PNL သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူခွန်းနေရန်ကပြောဆိုသည်အလားတူပဲခူးတိုင်းမူးမြို့နယ်နဲ့ကြောက်ကြီးမြို့နယ်ကြီးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ2ဦးပွဲချင်းပြီးတည်ဆိုးခဲ့ကြောင်း KNU Clare Louis 2 District ကသတင်းထုတ်ပြန်ထားသည်ဇွန်လ24ရက်နေ့ကြောက်ကြီးမြို့နယ်နပ်တန်ကွဲ၌တပ်ဆွဲထားသောစစ်တပ်ကအင်းနက်လေဝင်းပင်သို့လက်နက်ကြီး120မမတလုံးဇွန်လ25ရက်နေ့တွင်ပိန်းစလုတ်အခြေဆိုင်ခလာရ264တိုင်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်များကကငင်းကျိုးကျေးရွာကိုလက်နက်ကြီး120မမနှလုံးနှင့်တမင်အင်းငုံကျေးရွာသို့လက်နက်ကြီး120မမတလုံးဖိခတ်ခဲ့ကြောင်းသိရှိရသည်အလားတူဇွန်လ26ရက်နေ့တွင်လေမူးမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီကတပ်ဆွဲထားသောကညွတ်ကွင်းအခြေဆိုင်စခန်းခမရ439ကလင်းရောင်ခင်ကျေးရွာသို့ရနက်ကြီးများဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်စစ်တပ်ကပစ်ခတ်သောလက်နက်ကြီးထိမှန်ဒီ6အိမ်စုကျေးရွာမှာအသက်30နှစ်အရွယ်မှဟန်ဒီဆိုနှင့်ကညင်သေးကျေးရွာမှာအသက်20နှစ်အရွယ်မောင်ဖုံးချစ်နိုင်တို့ပွဲချင်းပြီးသေဆုံးခဲ့ရသည်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဖားကတ်မြို့နယ်အမိုက်ပုံရွာအနီးတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားဗန်းမော်တွင်လည်းတိုက်ပွဲဖြစ်ပြီးစစ်တပ်၏ပစ်ခတ်မှုကြောင့်ပြည်သူ2ဦးသေဆုံးကချင်ပြည်နယ်ဖားကတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီကဆက်လက်စစ်ကြောင်းထိုးနေမှုကြောင့်အမိုက်ပုံရွာအနီးတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကြောင်း KIA စီရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်ယနေ့ဇွန်လ26ရက်နေ့နနက်ပိုင်းမှညနေပိုင်းထိအမိုက်ပုံကြီးရွာအနီးတိုက်ပွဲများဖြစ်ပွားနေပြီးအဆိုပါနေရာအနီးတိုက်ပွဲဖြစ်ပွားနေသည်မှာ3ရက်ရှိနေပြီဖြစ်ကတိုက်ပွဲပြင်းထန်ကြောင်းအပြန်အလှန်ပစ်ခတ်မှုများယမန်နေ့ညနေပိုင်းမှစတင်၍ယနေ့တနေ့လုံးမရက်မနာပေါ်ထွက်နေကြောင်းသိရှိရသည်အမိုက်ပုံရွာနားမှာတိုက်ပွဲဖြစ်တာ3ရက်လောက်ရှိပြီအကြမ်းဖက်စစ်ကောင်စီကရှီတိုးလို့မရဘူးအထိနာနေတယ်ထိခိုက်ဒဏ်ရာရတာလည်းများတယ်ပေါ့စစ်ကောင်စီကစစ်ကြောင်းထိုးချိန်တော့ KIA PDF ပူးပေါင်းတပ်ဖွဲ့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာပေါ့တိုက်ခိုက်တဲ့အချိန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့တန်ဖန်ပစ်ခတ်တယ်ဓမ္မနဲ့လုံးတိုက်ပွဲဖြစ်တယ်မနေ့ကလည်းတညက်နေလုံးဟူ KIA စီရေးသတင်းရင်းမြစ်ကဂျန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်အကြမ်းဖက်စစ်တောင်စီနဲ့ပြည်သူစစ်ပူးပေါင်းအဖွဲ့များဖားကန်ကိုစစ်ကြောင်းထိုးနေသည်မှာတလနီးပါးရှိနေပြီဖြစ်ကနေ့စဉ်လိုလိုတိုက်ပွဲများဖြစ်ပွားနေကြောင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရပါတယ်ဒီဖားကန်ကိုစစ်ကြောင်းစီစစ်ကြောင်းဝင်လာပြီးထလလကအတွဲမှာသူတို့ဘက်ကနေထိခိုက်သေးဆုံးတာ90နဲ့100ကျန်းရှိပြီးဒီစစ်ကြောင်းရောက်လာပြီးကနေမိုးကောင်းအခြေဆိုင်တပ်မဟာ30ဖားကန်ကိုရောက်လာကြတဲ့ကသူတို့ပြည်လူလေးကိုနှိပ်စက်တပ်ဖြတ်တာ39ယောက်90နီးပါးရှိပြီဟု KIA စီရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်အလားတူကချင်ပြည်နယ်ဗန်းမော်မြို့ရလဲတိုက်ပွဲများဖြစ်ပွားနေတော့လဲရခင်လော့များကဲ့သို့မပြင်းထန်တော့ကြောင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများ drone တိုက်ခိုက်မှုများနေ့စဉ်ဆိုသလိုလောက်ဆောင်နေသည့်ပြင်လေကြောင်းဖြစ်လဲလက်နက်အင်အားလူအင်အားဖြည့်တင်းနေကြောင်းဗန်းမော်စကောက်တင်းကယနေ့သတင်းထုတ်ပြန်သည်စစ်ကောင်စီကရေကြောင်းမှတဆလက်နဲ့လူသူအင်အားဖြည့်တင်းရန်ကြိုးစားလျက်ရှိပြီး ARD မြကြောင်းတလျှောက်ရှိကျေးရွာများအနေဖြင့်ပြင်ဆင်ထားရန်လိုအပ်ကြောင်းARD မြကြောင်းတလျှောက်ရှိစစ်ကောင်စီ၏စီးရေးလှုံ့ဆော်မှုများကိုလည်းစောင့်ကြည့်သတင်းပေးဖို့ကူညီရန်လဲဘန်ဘော့စကောက်တင်းကအကူအညီတောင်းခံသည်ဘန်ဘော့ကိုအင်အားဖြည့်ဖို့တင်ဘော့ဆနစီစန်တက်လာတဲ့ဆိုပြီးသတင်းတွေတော့ရနေတယ်အဲ့ဒါကိုအတီးဖြူဖို့စ조사နေတော့စစ်တင်ဘော်တွေကအခုအောက်ဘက်ကနေစန်တက်လာတယ်လို့သိရတယ်ဘန်ဘော်ကိုဦးတီလာနေတာလားဘယ်ကိုသွားတယ်မလဲဆိုတာစောင့်ကြည့်နေတော့မဲဟု KIA သတင်းရင်းမြစ်ကရှင်းပြသည်ဂျွန်လာဆောင်ကရနေ့ဘန်ဘော်တစ်ဖက်ကန်းရှိစင်ကန်ကျေးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ပြီးလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအရသာပြည်သူ2ဦးတီဆုံးခဲ့ကြောင်းသိရှိရသည်